ညာတိုင်းအိမ်နေတော့ထူးဆန်းတဲ့အထံလေးကြောင့်နှုတ်လာရတယ်။နေရန်အတွင်းမှာတခုခုဖုံးကွယ်နေတယ်လို့ကျွန်တော်တေချာထင်နေခဲ့တယ်။ဒါကြောင့်မိမိနဲ့ဖေဖေရှိရာကိုအမြန်ပြေးသွားခဲ့တယ်။မိမိကအင်ဟောင်းတွေမှာဒီလိုဖြစ်တာတာမန်ပါပဲလို့ပြောခဲ့တယ်။အဲ့ဒီညမှာတော့ကျွန်တော်တကြောင်ထဲကြောက်ရွံ့မှုကိုရင်ဆိုင်ရတော့တယ်။အဲ့ဒီအချိန်မှာပဲနေရန်အတွင်းကတန်တစ်ခုပြောလာတယ်။ငါအတင်ပြီးအိတ်ရဘောကထထိုင်လိုက်ပြီးဖေဖေလို့ခေါ်လိုက်တယ်။ဖေဖေကနေရန်ကိုနားကန်နားထောင်ပြီးကြွက်ပဲလို့ပြောတယ်။ဒါပေမဲ့ကြွက်ကစကားမပြောနိုင်ဘူး။ဒီအချိန်ကစပြီးမိဘတွေအပြုအမူထူးဆန်းနေတယ်လို့ကျွန်တော်စတင်ထင်လာတယ်။ညနောက်ပိုင်းမှာတော့အဲ့ဒီအတန်ပြန်လာတယ်။ဒီတစ်ခါတော့နူးညံ့ပြီးကျဉ်းသားစွာနဲ့မင်းကတငယ်ချင်းတယောက်လိုနေတဲ့ပုံပဲလို့ပြောတယ်။အဲ့ဒီချိန်မှာကျွန်တော်တကယ်ပဲအထီးကျန်နေခဲ့တယ်။ဒါကြောင့်နေရာအတွင်းကအတန်နဲ့တငယ်ချင်းဖြစ်သွားခဲ့တယ်။ကျွန်တော်ရဲ့ရှုပ်ထွေးမှုတွေကိုသူ့ကိုပြောပြခဲ့တယ်။မျက်နှာချင်းဆိုင်တွေ့ပြီးစကားပြောချင်တယ်လို့လည်းပြောခဲ့တယ်။သူကနေရန်ကက်စက်ကူနောက်မှာအပေါက်တစ်ခုရှိတယ်လို့ပြောတယ်။ကျွန်တော်ဒူးနောက်ပြီးကြည့်လိုက်တော့တကယ်ပဲတွေ့ခဲ့တယ်။ဒါပေမဲ့အတွင်းကိုကြည့်လိုက်တဲ့အခါကြောက်မဲ့ဖွယ်အရာတစ်ခုကကိုတစ်ခုလုံးကိုလိုင်းလို့ထိုးဝင်လာခဲ့တယ်။အော်တော့မလို့ဖြစ်ပြီးကိုတစ်ခုလုံးကရေခဲရည်တွေကြားသွားသလိုတွန်းခါနေခဲ့တယ်။အဲ့ရပေါ်ပြန်လဲကြပြီးစိတ်ကိုထိန်ချုပ်ဖို့ကြိုးစားခဲ့တယ်။အဲ့ဒီချိန်မှာတည်းတကားကအကျန်းဖက်ထုခက်တန်ကြီးထွက်ပေါ်လာတယ်။ကျွန်တော်တကားကိုမျက်စိမခွာပဲကြည့်နေခဲ့တယ်။တကားလက်ကင်ကလွှဲလာတယ်။တကားကအတန်ကျန်းကျန်းနဲ့ဖွင့်လာပေမဲ့အပြင်မှာဘယ်သူမှမရှိဘူး။နှလုံးဟုန်တန်ကရင်ထဲကပောက်ကွဲတော့မလို့ဖြစ်နေခဲ့တယ်။အဲ့ဒီနောက်ကျွန်တော်နာမည်ကိုခေါ်တန်တစ်ခုကြားလိုက်ရတယ်။ကျွန်တော်ဘေးကဖေကတကားဝါမှာရက်နေပြီးမျက်လာကမကောင်းတဲ့အနေထားနဲ့မျက်လုံးတွေကိုကျွန်တော်စီတဲတဲကြည့်နေခဲ့တယ်။မင်းမေကိုဘာလုပ်လိုက်တာလဲ။ Peter, you were screaming and thrashing around